ပြားရည်စမ်းခီးဆိုတဲ့အချိုမြင့်ဆုံးအချိန်ကနေသွေးပြက်ခြောက်ခြားစရာအောက်ဆီဂျင်မဲ့တဲ့အခြေအနေကိုပြောင်းလဲသွားမဲ့အနီရောင်ပြားရည်စမ်းခီးဆိုတဲ့ဇလန်းကိုဒီနေ့ညမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။အပိုင်းတက်တောင်ပေါ်ကတဲခိုအိမ်လေးကိုစော်နဲ့ຫນွေတို့ဇနီးမောင်နှံဟာလက်ထပ်ပြီးကားစပြားရည်စမ်းခီးအတွက်လူသူကင်းဝေးပြီးတဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့တောင်ပေါ်မြို့လေးတစ်မြို့ကိုရွေးချယ်ခဲ့ကြပါတယ်။သူတို့ငှားရမ်းထားတဲ့တဲခိုအိမ်လေးဟာတောင်ကုန်းမြင့်မြင့်ပေါ်မှာတအိမ်နဲ့တီးတန့်ရှိနေတာကြောင့်သူတို့နှစ်ဦးအတွက်တော့အလွန်စိတ်ကူးရင်ဆန်နေခဲ့တာပေါ့မောင်ဒီနေရာကအရန်လာတာပဲနော်ဒါပေမဲ့တခုခုတော့ထူးဆန်းနေတယ်လို့ပဲလို့ຫນွေကပတ်ဝန်းကျင်ကိုကြည်ရင်ပြောလိုက်ပါတယ်ကိုစော်ကတော့ຫນွေကိုဖက်လိုက်ရင်မကြောက်ပါနဲ့ຫນွေရဲ့မောင်ရှိတာပဲကိုလို့အားပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညတကောင်ရံအချိန်မှာတော့သူတို့ရဲ့ပျော်ရွှင်မှုတွေဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်အပြင်ဘက်မှာမိုးတွေသေးထန်စွာရွာသွန်းနေတော့အိမ်ရှိတကားကိုတစုံတစ်ယောက်ကပြင်းထန်စွာလာရောက်ထုရိုက်ပါတော့တယ်ဝုန်းကိုစော်ကတကားသွားဖွင့်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတကားကြောက်ကအလိုလိုပွင့်သွားပြီးမိုးကအင်ကြီးအမဲရောင်ဝစ်ဆင်ထားတဲ့လက်ထဲမှာပစိန်တလက်ကိုကင်ထားတဲ့လူတစ်ယောက်အခန်းထဲကိုဝင်လာပါတယ်မင်းဘသူလဲကိုစော်ကအော်မေးလိုက်ပေမဲ့အဲ့ဒီလူကဘာမှမပြောဘဲပစိန်ကိုမြှောက်လိုက်ပါတယ်ကိုစော်ကနှွေးရှိကနေကာကွယ်ဖို့ကြိုးစားပေမဲ့အဲ့ဒီလူရဲ့ပစိန်ကကိုစော်ရဲ့ပခုံးပေါ်ကိုကြားရောက်သွားတဲ့အတန်နဲ့အတူနှွေဟာကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့တယ်ဒါဟာသူတို့ဘဝရဲ့နောက်ဆုံးညဖြစ်သွားတော့မှလားဆိုတာကိုအပိုင်းနှစ်မှာဆက်လက်နားဆင်ပေးပါဦးနော်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ပါဦးနော်